box လေးကို unboxing လုပ်ပြသွားမှာပဲဖြစ်ပါတယ်။ April unboxing video လေးမတင်လာကြတဲ့အတွက်ဒီနေ့မှာဒီ box လေးကို unboxing လုပ်ပြသွားပါမယ်။ကဲအဲ့တော့ April နဲ့တူဆက်ကြည့်လိုက်ရအောင်နော်။ဒီဆို April ဒီဟာလေးကိုဖြတ်ပါမယ်။ကဲဒါဆိုရင်ထဲမှာက free gift လေးကိုအရင်တွေ့ရရပေါ့နော်။အဲ့တော့ကျန်တာမပြသေး free gift လေးရင်ကြည့်မယ်ပေါ့နော်။ free gift ကလှလှလေးထုတ်ထားပြီးရပေါ့နော်။ထဲမှာကျတော့ April တို့အရင်ဆုံးကတ်ကလေးနှစ်ခုပါပါတယ်။ free gift ဆိုတာလေးရ thank you ဆိုတာလေးပေါ့နော်။ thank you ဆိုတဲ့ကလေးကတော်တော်လှရပေါ့နော်။ပြီးတော့ free gift လေးလည်းပါတယ်။ပြီးတော့ထဲမှာဗာလေးပါမလဲဆိုတော့ April ဆက်ကြည့်လိုက်ရအောင်နော်။ထဲမှာဆိုရင် April မှာsquishy လေးသုံးခုတော့တွေ့ရပထမဥစ္စာက Luffy ရဲ့ hat လေးပေါ့နော် One Piece series ကြီးရဲ့သူဆိုရင်ဒါလေးကဘာလေးမှကြည့်ရနေသေးရပေါ့နော်ဒီကောင်လေးကိုတော့ April နာမည်အတိအကျမသိတော့မပြောတော့ဘူးပြီးတော့ဒါမဲ့ချစ်စရာလေးပါဒါလေးကကြတော့လာဘူးဘူးလေးပါအဲ့ဒီပုံစံလေးကအရင်ချစ်ဖို့ကောင်းပါရဲ့လာဘူးဘူးလေးပါအဲ့တော့ဒီဟာလေးဒီပါပါရဲ့ဒီသုံးခုပေါ့နော်ပြီးတော့အိတ်ကလေးနဲ့ဒီလိုမျိုးတက်တက်ရဲလေးထုတ်ပေးထားပါရဲ့ရှင့်ပြီးတော့ April မှားတာဗာလေးလည်းစကြည့်ရအောင်နော် April က One Piece fan ဖြစ်တဲ့အတွက် One Piece လေးလည်းမပန်ဖြစ်မှားထားပါရဲ့ Zoro နဲ့ Luffy ပါအော်ကြည့်ပါအရင်ချစ်ဖို့ကောင်းတယ်နော် April One Piece fan ဖြစ်တဲ့အတွက် One Piece things တွေဆိုတွေ့သမျှအကုန်လိုက်စုရပေါ့နော်ဒါလေးရလည်းအရင်ချစ်ဖို့ကောင်းပါရဲ့အရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်အရင်ချစ်ဖို့ကောင်း April One Piece ဆိုရင်လုံးဝတပိုင်းမှအလုံးမခံဘူးပေါ့နော်ကြည့်ရပါအိုးအဲ့တော့ April One Piece ထဲမှာအကြိုက်ဆုံးကတော့ Luffy နဲ့ Zoro ပါ Luffy နဲ့ Zoro ဆိုရင်တော့ April One Piece series ထဲမှာအကြိုက်ဆုံးအဲ့ဒါကြောင့်ဒီနှစ်ခုကိုလေ April မှာထားဖြစ်ပါရဲ့အိုးအရင်ချစ်ဖို့ကောင်းပြီးတော့ညှိလို့လည်းကောင်းတယ်ပေါ့နော်အရင်ပုံဆွဲထားတာလည်းတကယ်ကိုအစ်စ်တီအတိုင်းပဲZoro ဆိုရင်2ရက်အကိုမှပြန်တွေ့တဲ့ပုံစံမျိုးဆွဲထားရပေါ့နော်လုံးဝမျက်လုံးကဘလိုပုံစံမျိုးနဲ့အရင်ကို April ကြိုက်ပါရဲ့ကဲနောက်တစ်ခုကတော့ဒိုနတ်လေးပါဒိုနတ်စားခြင်းနေရာနဲ့ဒိုနတ်လေးမှာထားလိုက်ပါရဲ့ဒိုနတ်လေးကလည်းချစ်စရာလေးပဲပေါ့နော်တကယ်ဟိုဒိုနတ်အစနဲ့ဒိုကအလဲရောက်အစားလေးကိုလည်းလောက်ထားပြီးရပေါ့နော်အရန်ကိုချစ်ဖို့ကောင်းပါရဲ့ဒိုနတ်ကလေးကခရင်လေးနဲ့ပေါ့နော်အပေါ်ကနေပြီးတော့အဲ့လေအရန်ချစ်ဖို့ကောင်းလာရေးပါပတ်စံနေပေါ့နော် April ပတ်စံနေအရန်ချမ်းသာနေဆိုတော့ပတ်စံမှာလိုက်ပါရဲ့ဒေါ်လာလေးပေါ့နော်အရန်ကိုညှစ်လို့လည်းကောင်းပါဒေါ်လာခေါင်းလေးတိုင်းပဲပေါ့နော်ပတ်စံလေးပေါ်မှာကျဲပတ်စံလေးပေါ်မှာကျဲအရန်ကိုမိုက်တယ်ပေါ့နော်ဒီဒေါ်လာလေးကအရန်လေးညှစ်လို့ကောင်းတော့1000နံပေါ့နော်ဒေါ်လာက1000နဲ့ရှိလားမသိဘူး April ရှောက်ရေးရပါပဲဒါပါပဲနော်ပြီးတော့နောက်တစ်ခုကတော့ April favorite မှာထားရတယ်မှာ April အကြိုက်ဆုံးလုံးဝအကြိုက်ဆုံးဖြစ်တဲ့ဥစ္စာလေးပါပထမတစ်ခုကတော့ Minecraft ထဲက Steve ပေါ့နော် April က Roblox နဲ့ Minecraft နဲ့ရှင်းလိုက်မယ်ဆိုရင် April က Minecraft ကိုပို့ပြီးယူသွတ်တယ်ပေါ့နော် Roblox အလောက်မဟုတ်ဘူးအဲ့တော့ Minecraft ထဲမှာဆို Steve ကိုကြိုက်ဆုံးဖြစ်တဲ့အတွက် Steve ရုပ်လေးဆွဲတာပါ April ကတော့သိပြီးမသိရဘူးပေါ့နော်နိုင်ငံသားသူတွေဆိုရင်တော့အရင်ကလှပနေပြီးတော့ April Steve ထက်ကိုဒါလေးကပိုကြိုက်တယ်ပဲနော်ဘာလို့လဲဆိုတော့Squid Game เนี่ยပေါ့နော်ဥစားလေးပါသူကကျတော့ Squid Game နဲ့မှာကျတော့အဝိုင်းတို့ tree ကန်တို့မျက်နှာဖုံးတို့ကလေအဲ့လိုမျိုး April ကျတော့အသေးဖြစ်နေမျက်နှာဖုံးကအသေးလေးဖြစ်နေရပေါ့နော်အရန်ကိုချစ်ဖို့ကောင်းပါ April တက်ရအောင်အဲ့လိုမျိုးလေးမှားတာပေါ့နော်အရန်ကိုချစ်ဖို့ကောင်းပါ April Squid Game ကိုလည်း April ကြည့်ရပေါ့နော်အဲ့အတွက်ဒီ Squid Game ပုံစံမျိုးလေးကိုလည်း April အရန်ကြိုက်တယ်ပေါ့နော် April အသေးလေးဖြစ်နေမျက်နှာဖုံးမှာကြည့်လိုက် Oh my gosh ကဲဒီနေ့မှာတော့ဒီလောက်ပါပဲเนาะ April မှာထားတာအကုန်ပဲပေါ့เนาะကဲအကုန်ပဲဆိုတော့ဒီမှာဗာလေးရေးထားလဲဆိုတော့ April 9ပေါ့เนาะ April 0ပို့တဲ့ဥစ္စာလေးပါ squishy လေးပို့တော့ဗာနောက်နေ့ကျရင်ဗာလေးတွေကိုချက်ပြီးတော့ unboxing လုပ်ရမလဲဆိုတော့ April နဲ့တူကြည့်ကြည့်เนาะ April channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့เนาะ April channel လေးကို like and subscribe လေးလုပ်ထားရင် April တင်သမျှ video လေးကြည့်လို့ရပါတယ်April ကဒီလို video လေးတွေကိုအမြဲတမ်းဆက်ပြီးရတဲ့အတွက် like and subscribe လေးလုပ်ဖို့လုံးဝမမေ့ကြနဲ့เนาะအားလုံးပဲ bye bye ပါ